ကျောင်းထိုင်ဘုန်းကြီးဖြစ်သူမှာတက္ကမအပေါ်မတရားပြုကျင့်ရန်ကြိုးစားခဲ့ပြီးမအောင်မြင်တာကြောင့်မို့လို့ရက်ဆက်စွာနှုတ်ပိတ်ခဲ့တဲ့လဲကူးမြို့နယ်ကကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုသေဒဏ်ချမှတ်မင်္ဂလာပါတငယ်ချင်းလေးတို့ရေအခုတစ်ခါမှာတော့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးရက်ဆက်စွာပြုကျင့်ခဲ့တဲ့ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုသေဒဏ်ချမှတ်လိုက်ကြောင်းဆုံးရသတင်းတွေအရသိရှိရတဲ့အတွက်တင်ပြပေးလိုက်ပါတယ်လဲကူးမြို့နယ်မေလ21ရက်နေ့ကရွှေအင်တုံကျေးရွာရှိအောင်ဖုံးမြစ်ဘုန်းကြီးကျောင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပါ2025ခုနှစ်မေလ9ရက်နေ့ကလဲကူးမြို့နယ်အောင်ဖုံးပြည့်ဘုန်းကြီးကျောင်းတွင်ကျောင်းထိုင်ဘုန်းကြီးတမာစာရသက်တော်40ဝါတော်20သည်ကျောင်းတရကမာကြီးဒေါ်တီတာအောင်48နှစ်ကိုသူမ၏မိခင်နှလုံးအမောဖောက်နေသည်ဆိုပြီးတော့တင်လေကဘုန်းကြီးကျောင်းကိုခေါ်ဆောင်ခဲ့ပါတယ်။ကျောင်းကိုရောက်ရှိလာတဲ့ချိန်မှာတော့ကန်နှိမ့်နေသဖြင့်သင်္ကန်းလျှော်ပေးရန်ခိုင်းစေခဲ့ပြီးဒကမာကြီးသင်္ကန်းလျှော်ပေးနေစဉ်တောအတွင်းမှာပဲဓာတ်ဖြစ်ချင်းကြောက်ကမတရားပြုကျင့်ရန်ကြိုးစားခဲ့ကြောင်းသိရှိခဲ့ရပါတယ်။အဲဒီခါမှာတော့ဒယကမကြီးဒေါ်တီယာအောင်ကပြန်လည်ညှင်းဆန်ခုခံခဲ့သဖြင့်ကျောင်းနိုင်ဘုန်းကြီးဖြစ်သူမှဓာတ်ဖြင့်လေပင်ကိုပြက်လူနီးပါဓာတ်နဲ့ရက်ရက်ဆက်ဆက်ခုတ်ခဲ့ပါတယ်။နှုတ်ပိတ်ခံခဲ့ရတဲ့ဒယကမတအူကဆိုပါကျောင်းမှာတိမ်နဲ့ကားများကိုလှူဒန်းထားတဲ့ဒကမအရင်တယောက်လည်းဖြစ်ပါတယ်။မိခင်ဖြစ်သူမှလည်းထိုကျောင်းမှာပဲနေထိုင်ပြီးတရားအားထုတ်နေသူတယောက်ပါ။မတရားပြုခြင်းကိုကြိုးစားနေစဉ်မှာတော့ဒယကမရုန်းကန်ခဲ့တဲ့ချိန်တော်တွင်မှာ၎င်းရဲ့မိခင်ဖြစ်သူကတွေ့မြင်ခဲ့ပါတယ်။၎င်းရဲ့မိခင်ဖြစ်သူကတားမြစ်ခဲ့ပေမဲ့လည်းကျောင်းတိုင်ဘုန်းကြီးကဒယကမကို၎င်းရဲ့မိခင်ရှိမှပဲဓာတ်နဲ့ကိုခုတ်ပစ်ခဲ့တာပါသူကိုကျူးလွန်ခဲ့ပြီးတဲ့နောက်မှာတော့ကားနဲ့မောင်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်ထွက်ပြေးသွားခဲ့တဲ့ကျောင်းတိုင်ဘုန်းကြီးကိုမေလ21ရက်နေ့ညနေပိုင်းအမြန်လန်း15မိုင်ဖျားနီးမှာဖမ်းဆီးရမိခဲ့ကြောင်းသိရှိခဲ့ရပါတယ်ဖမ်းဆီးပြီးတဲ့နောက်မှာတော့လူဝက်လဲပြီးလဲကူရဲစခန်းမှာဖမ်းဆီးထိန်သိမ်းထားပြီးသာသနာညှိုးနွမ်းစေမှုနဲ့ရိမှုလူသက်မှုပုံမှန်များဖြင့်အမှုဖွင့်ထားခဲ့ပါတယ်တစ်နှစ်နီးပါးအမှုစစ်ဆေးပြီးတဲ့နောက်မှာတော့2026ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့ရုံးချိန်တွင်မှာအဆိုပါဘုန်းကြီးကိုတည်တံ့ချမှတ်ခဲ့ကြောင်းသတင်းရင်းမြစ်များအရတေချာတိကျစွာသိရှိခဲ့ရပါတယ်ဒါပေမဲ့လည်းတပတ်အတွင်းအယူခံဝင်ခွင့်ပေးထားတဲ့အပေါ်တည်ဆုံးသူရဲ့ခင်မုန်းဖြစ်သူကတရားမျှတမှုအပြည့်အဝမရရှိသေးဘူးခံစားရသဖြင့်ပတ်ဆိုင်ရာသို့ထပ်မံစာတင်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်ကိုးကွယ်တဲ့ဖေဟာရှ िख ိုးတဲ့ကျောင်းကနေအခုလိုဘေးထုတ်ကပေးတာဟာဘာသာသာသနာအတွက်ပါအလွန်ရင်နာစရာကောင်းတဲ့လုပ်ရက်ဖြစ်ပါတယ်တိလသမားကြီးရှိတဲ့ဆရာတော်ဘုရားကြီးတွေရှိတာကြောင့်မြမဘာသာသာသနာတွေကဂုံတက်ရသလိုတိလသမားကြီးမရှိသူများကြောင့်လည်းမျိုးဘာသာသာသနာညှိုးနှွမ်းရပါတယ်တခုဖြစ်ရတဲ့ပတ်သက်ပြီးပရိသတ်တို့ရောဘယ်လိုမြင်လဲဆိုတာ comment မှာဝင်ဆွေးနွေးသွားကြပါဦးခုလိုမျိုးသတင်းကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး